ဘန်ကောက်မြို့မှာမြို့ပြနဲ့တဘဝကိုတပြိုင်နက်တည်းခံစားလို့ရမယ့်နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကတော့ Dusit Central Park ပါ။ပုံတိုက်ရဲ့ဓာတ်လေကားကိုနောက်ခံဖြစ်ထားပြီးတော့ဓာတ်ပုံလှလှလေးရိုက်နိုင်တယ်လို့မြို့ပြကို background အနေနဲ့ထားပြီးလဲဓာတ်ပုံလှလှလေးရိုက်လို့ရပါတယ်။ပန်းချံရဲ့ထူးခြားချက်ကတော့ကုံတိုက်ရဲ့အပေါ်မှာတိဆောက်ထားတာကြောင့်မြို့ပြရဲ့အလောက်တဝိုက်ခံစားလို့ရမှာပါ။စိတ်အပန်းဖြေခြင်းတဲ့လူတွေတဘဝနဲ့ထိတွေ့ချင်တဲ့လူတွေအတွက်လည်းအထူးတင်လျော်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဟိုဒီပြေးဆွဲနေတဲ့ MRT လေးတွေပြီးတော့လမ်းပေါ်မှာဖြတ်သွားဖြတ်လာလုံနေတဲ့ကားလေးတွေနေဝင်ချင်းအလှလေးနဲ့ပေါင်းလိုက်ရင်တော့ဗျာ BTS Saladang ပြီးတော့ MRT Silom ကနေလည်းလွယ်ကူကူလာရောက်လဲပတ်နိုင်ပါတယ်။စိတ်အပန်းဖြေဖို့လား shopping ထွက်ဖို့လားဒါမှမဟုတ်ဓာတ်ပုံလှလှလေးရိုက်ဖို့လားဒီလိုဆိုရင်တော့ဒီနေရာလေးကိုမဖြစ်မနေလာတင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်